အောက်တိုဘာလ18ရက်နေ့မိုးလေဝသနဲ့သဘာဝဘေးအန္တရာယ်စောင့်ကြည့်မှုဒီကနေ့2025ခုနှစ်အောက်တိုဘာလ18ရက်နေ့ဟာမြန်မာနိုင်ငံအတွက်မုတ်တုံရာသီကုံဆုံးကန်ဒီအကူပြောင်းကာလရဲ့အရေးကြီးတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။ဒီကနေ့ရဲ့အဓိကအချက်ကတော့ဘင်္ဂလားပင်လယ်အော်မှာလေပြင်းအားအလွန်နည်းခြင်းဒါမှမဟုတ်လေပြင်းအားနည်းခြင်းစတင်ဖြစ်ပေါ်နိုင်ခြင်းရှိမရှိစောင့်ကြည့်ဖို့ပဲဖြစ်ပါတယ်။ဒီကာလမှာဖြစ်ပေါ်လာတဲ့လေဖိအားစနစ်များဟာမြေပြင်ပေါ်သို့ရွေ့ရှားနှုန်းမြန်ဆန်တတ်ပြီးမုန်တိုင်းငယ်အဖြစ်သို့လျင်မြန်စွာပြောင်းလဲနိုင်သည့်အလားအလာရှိတာကြောင့်အထူးသတိထားစောင့်ကြည့်ဖို့လိုအပ်ပါတယ်။အဓိကတိမ်ထူထပ်မှု area တွေဖြစ်တဲ့ကပ်ပနီပင်လယ်တစ်ခုလုံးဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းအင်ဒမန်ကျွန်းစုအနီးနဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းအိန္ဒိယအန်ဒရာပရာဒက်ရှ်ကမ်းခြေအနီးတို့မှာတိမ်အထင်မှတိမ်ထူထပ်နေခြင်းဟာလေထုဆိုတိုင်းစာမြင့်မားနေပြီးရေဝင်များစုစည်းနေကြောင်းပြသနေပါတယ်။အထူးသဖြင့်ဘင်္ဂလားပင်လယ်အော်ရှေ့တောင်ပိုင်းမှာတိမ်ထူထပ်မှုဟာပုံမသိပ်သီးလာပါကလေဖိအားစနစ်တစ်ခုစတင်ဖြစ်ပေါ်လာနိုင်ပြီးမြန်မာနိုင်ငံရဲ့အနောက်တောင်ဘက်ကမ်းရိုးတန်းကိုရုတ်တရက်တက်ရောက်နိုင်ခြေရှိပါတယ်။လက်ရှိမှာပင်လယ်ပြင်ခရီးသွားလာရေးကိုပုံမှန်အတိုင်းခွင့်ပြုထားနိုင်ပေမဲ့လည်းတိမ်ထူထပ်တဲ့ဒေသများမှာရုတ်တရက်မိုးသက်လေပြင်းတိုက်ခတ်ခြင်းများလှိုင်းကြီးခြင်းများဖြစ်ပြီးလှိုင်းအမြင့်6ပေမှ10ပေခန့်ထိဖြစ်ပေါ်နိုင်တာကြောင့်ငါးဖမ်းရေရင်များနဲ့ကန်ဒီကန်ဝေးသင်္ဘောတွေအနေနဲ့ပင်လယ်ပြင်ခရီးမိုးလေဝသခန့်မှန်းချက်ကိုနားဆွင့်နေကြဖို့အလေးအနက်တိုက်တွန်းလိုပါတယ်ရှင်။ဒီကနေ့ညနေထိမိုးရွာသွန်းမှုရာနှုန်းပြည့်ဖြစ်တာကြောင့်နိုင်ငံတော်ဝန်လုံးမိုးရွာသွန်းမဲ့အလားအလာရှိနေပါတယ်။အခုပြောပြမယ့်ဒေတာတွေဟာယနေ့ညနေထိမိုးရွာနိုင်မှု85%မှ95%ထိရှိနေတာကြောင့်သဘာဝဘေးအန္တရာယ်အတွက်ကြိုတင်ကာကွယ်မှုလှုံ့ဆော်ရမယ့်ဒေတာတွေပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ကယားပြည်နယ်ကိုကြည့်မယ်ဆိုရင်ပြည်နယ်တစ်ခုလုံးနီးပါးမှာမိုးရွာနိုင်မှုဟာ85%ကနေ90%ကြားမှာရှိနေပါတယ်။ကယားပြည်နယ်ဟာတောင်ကုန်းဒေသဖြစ်တာကြောင့်မိုးရေများကြောင့်မြေစီလွှာပြေဝလာပြီးမြေပြိုမှုအန္တရာယ်မြင့်မားနိုင်ပါတယ်။ဒါကြောင့်တောင်ဆောင်အနည်းရှိကျေးရွာများနဲ့ယာယီတဲအိမ်များမှာပြည်သူများအနေဖြင့်လုံခြုံစိတ်ချရသောနေရာများကိုကြိုတင်ရွှေ့ပြောင်းနိုင်ရန်စီစဉ်ထားရှိဖို့အထူးလိုအပ်ပါတယ်ရှင်။မြေပြိုခြင်းရဲ့ရှေ့ပြေးလက္ခဏာဖြစ်တဲ့တောင်ဆောင်မှာကြောက်တုံးမြေသားများကွဲအပ်ပြီးကျလာတဲ့အတန်မြေကြီးအကွဲကြောင်းများကျဲလာခြင်းဒါမှမဟုတ်စမ်းရည်စည်းကြောင်းများရုတ်တရက်ပြောက်ကွယ်သွားခြင်းအသစ်ပေါ်လာခြင်းစသည်တို့ကိုစောင့်ကြည့်ပါအဆိုပါလက္ခဏာများတွေ့ရှိပါကချက်ချင်းဘေးလွတ်ရာသို့ရွှေ့ပြောင်းပါရှင်ဆက်လက်ပြီးမွန်ပြည်နယ်မှာလည်း85%မှ90%ထိမိုးရွာနိုင်တဲ့အလားအလာရှိနေပါတယ်။မွန်ပြည်နယ်ဟာကမ်းရိုးတန်းနဲ့တောင်ကုန်းဒေသနှစ်မျိုးစလုံးပါဝင်နေတာကြောင့်ရေကြီးခြင်းနဲ့မြေပြိုခြင်းဘေးအန္တရာယ်နှစ်မျိုးလုံးတွဲပြီးဖြစ်ပေါ်လာနိုင်ပါတယ်။ကမ်းနီးဒေသခံများဟာလှိုင်းကြီးနိုင်ခြင်းနဲ့မုန်တိုင်းအလားအလာကိုသတိပြုရမှာဖြစ်ပြီးတောင်ကျနေသူများဟာမြေပြိုခြင်းကိုအထူးသတိထားကသက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ဆက်သွယ်ဆောင်ရွက်ကြဖို့တိုက်တွန်းလိုပါတယ်။တန်လင်းမြင့်နဲ့အတ္တရံမြစ်ကမ်းနားဒေသခံများအနေနဲ့မြစ်ရေအခြေအနေကိုစောင့်ကြည့်ပြီးအမြင့်ပေ3ပေမှ5ပေခန့်အထိရုတ်တရက်ရေတက်လာနိုင်ခြေကိုကြိုတင်ခန့်မှန်းကလိုအပ်တဲ့ပစ္စည်းများကိုအမြင့်လို့ရွှေ့ပြောင်းထားရင်လိုအပ်ပါတယ်။ဒါအပြင်မြစ်ဝမ်းဒေသဖြစ်တဲ့စကိုင်းတိုင်းအောက်ပိုင်းမှာလည်း85%မှ90%ကြားမိုးရွာနိုင်ပါတယ်။ချင်းတွင်းမြစ်နဲ့အေယာဝတီမြစ်ကမ်းဘေးဒေသများမှာမိုးရေများစီးဝင်မှုကြောင့်ရေမျက်နှာပြင်မြင့်တက်ခြင်းအန္တရာယ်ရှိနေပါတယ်။ဒါကြောင့်မြေကမ်းမပြိုကျနိုင်တဲ့အန္တရာယ်ကိုသတိပြုပြီးမြစ်ရေအခြေအနေကိုဇလဗေဒသတင်းမှာမပြတ်မကွက်စောင့်ကြည့်ကအရေးပေါ်အခြေအနေတွေအတွက်ပြင်ဆင်ထားသင့်ပါတယ်ရှင်။မြေကမ်းဘေးမှာယာယီတဲအိမ်များတရိတ်ဆန်မွေးမြူရေးခြံများဆောက်လုပ်ထားသူများအနေနဲ့မြေကမ်းမပြိုကျမှုအန္တရာယ်ကိုအထူးဂရုပြုပြီးပစ္စည်းများကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းထားသင့်ပါတယ်။မြစ်ရေတက်နေချိန်မှာရေထဲသို့ဆင်းခြင်းကမ်းမအနီးသွားလာခြင်းတို့ကိုလုံးဝရှောင်ကျဉ်ကြပါ။နောက်ဆုံးအနေနဲ့တနင်္လာရီတိုင်းကိုကြည့်မယ်ဆိုရင်85%ကနေ95%အထိအဆိုးဆုံးမိုးရွာနိုင်တဲ့ဒေသမှာပါဝင်နေပါတယ်။မိုးအဆက်မပြတ်ရွာသွန်းရင်ကမ်းရိုးတန်းနဲ့မြစ်ဝှမ်းဒေသများမှာရေရှမ်းမှုဖြစ်ပေါ်နိုင်ပြီးရေကြောင်းခရီးများအနှောက်အယှက်ဖြစ်နိုင်ပါတယ်။ဒါကြောင့်ငါးဖမ်းလှေများနဲ့ရေကြောင်းခရီးသည်များဟာရေပြင်ခရီးကိုအတတ်နိုင်ဆုံးရှောင်ရှားပြီးလှိုင်းကြီးခြင်းနဲ့လေပြင်းတိုက်ခတ်ခြင်းမှကာကွယ်ရန်စိတ်ကမ်းများမှာလုံခြုံစွာဆိုက်ကပ်ထားရှိဖို့အလေးအနက်တိုက်တွန်းအပ်ပါတယ်။မိုးတိထန်စွာရွာသွန်းမှာကကားလမ်းမများရေကျော်ခြင်းနဲ့မြေပြိုခြင်းများကြောင့်ကားလမ်းပိတ်ဆို့မှုများဖြစ်ပေါ်လာနိုင်ပါတယ်။တဝဲ၊ဗိတ်၊ကော့တောင်လမ်းပိုင်းခရီးသွားများအနေနဲ့လည်းလမ်းပန်းဆက်သွယ်ရေးသတင်းများကိုကြိုတင်စုံစမ်းပြီးမှခရီးသွားလာရန်စီစဉ်သင့်ပါတယ်ရှင်။မိုးကြဲကြဲရွာနိုင်ခြေရှိတဲ့အရေးပါတဲ့မြို့ပြဒေသတွေကိုလည်းတင်ဆက်ပေးပါရစေ။မိုးရွာနိုင်မှုရာခိုင်နှုန်း90%မှ85%ကြားမှာသာရှိပေမဲ့ဒီဒေသများမှာလူဦးရေထူထပ်ခြင်းနဲ့မြို့ပြဖွဲ့စည်းပုံကြောင့်ရေကြီးမှုအန္တရာယ်ဟာပုံမှန်များဆန်စွာဖြစ်ပေါ်လေ့ရှိပါတယ်။ရန်ကုန်မြို့တော်ကိုကြည့်မယ်ဆိုရင်မိုးတိထန်မှာကတနအီမှ2နာရီအတွင်းရေကြီးခြင်းများရုတ်တရက်ဖြစ်ပေါ်နိုင်ပါတယ်။မိုးရွာသွန်းချိန်နနက်ပိုင်းနဲ့ညနေပိုင်းအလုပ်ဆင်းချိန်များတွင်မြို့ရင်းရင်ကျော်ပိတ်ဆို့မှုများပုံမဆိုးရွားစေနိုင်သဖြင့်မရှိမဖြစ်ခရီးသွားလာမှုကိုသာပြုလုပ်ရန်နဲ့ရေမောင်းသူများအနေနဲ့လည်းရေဝတ်သောလမ်းများကိုရှောင်ရှားကာသွားလာရေးအချိန်စရာကိုပြောင်းလဲသတ်မှတ်ရန်အကြံပြုလိုပါတယ်
မန္တလေးတိုင်းဒေသကြီးမှာဆိုရင်မန္တလေးမြို့ရဲ့အနောက်ဘက်နဲ့မြောက်ဘက်ခြမ်းများသည့်ရေဝတ်မှုတံကိုပုံမခံစားရလေ့ရှိပါတယ်။ဒါကြောင့်ဒေသခံပြည်သူများအနေဖြင့်မိမိတို့နေအိမ်အနီးရှိရေနှုတ်များကိုစစ်ဆေးခြင်းအမိုက်တရိုက်များရှင်းလင်းခြင်းတို့ကိုအချိန်မီဆောင်ရွက်ထားရှိရန်အရေးကြီးပါတယ်။မြို့ပြဝန်ဆောင်မှုအဖွဲ့များရဲ့လုပ်ငန်းများကိုလည်းကူညီဆောင်ရွက်ကြပါရန်မြစ်တာရက်ခံလိုပါတယ်။မိုးမရွာတဲ့အချိန်များမှာတော့နေ့အပူချိန်ဟာပုံမှန်ထက်2 degree Celsius မှ4 degree Celsius ထိမြင့်တက်နိုင်ပါတယ်။နေ့ဘက်မှာပူပြင်းပြီးညနေပိုင်းမှာမိုးထစ်ချုံရွာနိုင်လို့တနေ့တာအပူချိန်အတက်အကျကြီးမားနိုင်ပါတယ်။ငကွေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာတော့နေရာကွက်ကြားသာမိုးရွာနိုင်တဲ့အတွက်မိုးမရွာတဲ့အချိန်များမှာနေ့အပူချိန်ပုံမှန်ထက်ပိုမိုပြီးမြင့်တက်နိုင်ပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့ခရမ်းလွန်ရောင်ကြီးအညွန့်ကိန်းမြင့်မာမှုကိုဂရုပြုသင့်ပြီးနေပူဒဏ်ကိုကာကွယ်နိုင်ဖို့ရေလက်ပြေဝအောင်တောက်သုံးခြင်းမေယောင်ငါပစ္စည်းများအသုံးပြုခြင်းတို့ကိုဆောင်ရွက်သင့်ပါတယ်။ဒါအပြင်ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းထပ်ပိုင်းတို့ဟာမြေပြားခံဒေသတွေဖြစ်ပြီးမိုးရွာသွန်းမှုအားနည်းနေသေးတာကြောင့်မြစ်ရေစီးဆင်းမှုကိုချက်ချင်းထိခိုက်မှုမရှိစေနိုင်သေးပေမဲ့စောင်းရာသီမှာမြစ်ရေနှဲပါမှုအနေအကိုကာကွယ်ဖို့ရေထိန်းသိမ်းမှုများကိုစဉ်ဆက်မပြတ်စောင့်ကြည့်နေရမှာပဲဖြစ်ပါတယ်။ဒါအပြင်စကိုင်းတိုင်းဒေသမှာမိုးတိမ်တောင်ဖြစ်ပေါ်နေတဲ့ဆိုတဲ့သတင်းဟာအင်မတန်အရေးကြီးပါတယ်။မိုးတိမ်တောင်တွေဟာအမြင့်ပေ4000အထိရောက်ရှိနိုင်ပြီးမိုးကြိုးတွေကိုဖြစ်ပေါ်စေပါတယ်။မိုးထစ်ချုံမှုများဖြစ်ပေါ်ပါကမိုဘိုင်းဖုန်း TV စသည့်မျက်စိပစ္စည်းများအသုံးပြုခြင်းကိုရှောင်ကျဉ်ပြီးအိမ်အတွင်းမှာသာနေထိုင်သင့်ပါတယ်။လက်ကွင်းပြင်နဲ့ကွင်းပြင်ကျဲများမှာမနေပါနဲ့။လက်ရှိမှာကမ္ဘာရာသီဥတုဖြစ်စဉ်တွေကနေမြန်မာနိုင်ငံကိုတက်ရောက်မှုရှိမရှိစောင့်ကြည့်နေရပါတယ်။အော်တိုဘာလသည်အန်နီညိုဆက်ဝန်းရဲ့နောက်ဆက်တွဲတက်ရောက်မှုတွေရှိနိုင်တဲ့အတွက်မိုးသီးထန်ခြင်းမိုးခေါင်ခြင်းစတဲ့မိုးလေဝသအစွန်းရောက်မှုတွေဖြစ်ပေါ်နိုင်ခြေကိုပညာရှင်တွေကခန့်မှန်းနေကြပါတယ်။မိုးဆက်မပြတ်ရွာသွန်းနိုင်တဲ့ဒေသတွေဖြစ်တဲ့မွန်၊ကရင်၊တနင်္သာရီဒေသတွေမှာစပားရိတ်သိမ်းချိန်ကိုရွှေ့ဆိုင်းတာဒါမှမဟုတ်မိုးဆိုခြင်းကကာကွယ်ဖို့အတွက်ချက်ချင်းစီမံဆောင်ရွက်သင့်ပါတယ်။စောင်းသီးနှံစတင်စိုက်ပျိုးမဲ့တောင်သူများအနေနဲ့လည်းမြေစီလွှာရေဝတ်မှုမဖြစ်အောင်ရေနှုတ်များကိုကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။အန်နီညိုတက်ရောက်မှုကြောင့်လာမယ့်ဆောင်းရာသီဟာပုံမှန်ထက်ပိုမိုခြောက်သွေ့ပြီးအပူချိန်မြင့်မားနိုင်ခြေရှိလို့တောင်သူများအနေနဲ့ဆယ်ရီတောက်ဧရိယာပြင်ပရှိစိုက်ခင်းများအတွက်ရေလောင်ကန်ငယ်များတူးဖော်ခြင်းမြေအောက်ရေကိုထိထိရောက်ရောက်အသုံးပြုနိုင်ရန်စီမံခြင်းတို့ကိုအခုကတည်းကစတင်ပြင်ဆင်ထားသင့်ပါတယ်။ရေရှားပါမှုအနေနဲ့မြင့်မားသောမကွေးမန္တလေးအနောက်ချမ်းစသည့်ဒေသများတွင်ရေလိုအပ်ချက်နည်းပါပြီးခြောက်သွေ့တံခံနိုင်သောစိုက်ပျိုးရေးသီးနှံများကိုသာအဓိကထားပြီးရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ခရီးသွားတွေအနေနဲ့လည်းမြေပြိုလွယ်တဲ့တောင်ပေါ်လမ်းတွေဖြစ်တဲ့ရှမ်း၊ချင်း၊ကချင်ကိုသွားလာရမှာလည်းသတိထားပြီးအထူးသဖြင့်ညဘက်ခရီးသွားလာမှုကိုရှောင်ကျဉ်သင့်ပါတယ်။ယခုကာလဟာရာသီဥတုပုံစံမမှန်ကန်ပဲရုတ်တရက်ပြောင်းလဲလေးရှိတဲ့အကူအပြောင်းကာလဖြစ်တဲ့အတွက်ပြည်သူအပေါင်းအနေနဲ့မိမိတို့ဒေသအလိုက်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတိပေးချက်များကိုအချိန်နဲ့တပြေးညီဂရုပြုနားဆင်ကြပြီးကြိုတင်ကာကွယ်မှုများစနစ်တကျဆောင်ရွက်ပြီးသဘာဝဘေးအန္တရာယ်မှဘေးကင်းကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်။နေ့စဉ်သတင်းဦးသတင်းထူးနဲ့ပြည်တွင်းမိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေတာမို့လို့ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်နော်။